ရိုးရအရှိတောင်အာရှစစ်ပွဲတွေမှာလူရင်းအားအလုံးရင်းနဲ့တက်တဲ့မန်စတီတက်တွေကိုသုံးလေးရှိပါတယ်။ဒါပေမဲ့ဘင်းအောင်ကဒီအင်အားကိုပေါ်တူဂီရဲ့ပြစ်ခွက်နိုင်စွမ်းရည်နဲ့ပေါင်းစပ်လိုက်ပါတယ်။နီးပြူအားကရှင်းပါတယ်။ရန်သူခတ်တဲ့ဒါမှမဟုတ်ရန်သူစစ်ကြောင်းကိုပေါ်တူဂီအမြောက်တပ်တွေကအရင်ဆုံးအဝေးကနေပြင်းပြင်းထန်ထန်ပစ်ခတ်ပြီးတော့ဖျက်ဆီးပါတယ်။ရန်သူတပ်တွေဗယံပရာဖြစ်သွားချိန်ခတ်တဲ့နေရာတွေပြိုကျသွားချိန်မှာစိတ်ကြောက်စေတိုက်ထားတဲ့တန်ကြက်ကစစ်စင်ကြီးတွေကအချိန်ပြင်းဆုံးနဲ့ဝင်တိုက်ပါတယ်။စင်တွေရဲ့နောက်ကနေခြေနေတက်တွေကဝေရောက်ရှင်းလင်းပါတယ်။ပေါ်တူဂီကြီးသားတွေကအနီးကတိုက်ပွဲတွေမှာလည်းအလွန်ရက်ဆက်ပြီးတော့အတွေ့အကြုံများတဲ့စစ်သည်တွေဖြစ်တာကြောင့်ဘင်းအောင်ရဲ့စစ်ကြောင်းတွေဟာဘယ်ရန်သူကိုမဆိုအလွယ်တကူထိုးနှက်နိုင်ခဲ့ပါတယ်။ဒီပူပေါင်းစစ်စင်ရေးနဲ့ပထဝီအသာစီးရမှုတွေကိုအထင်ရှားဆုံးမြင်နိုင်ခဲ့တဲ့တိုက်ပွဲကတော့1568ခုနှစ်ကနေ1569ခုနှစ်အထိကြာမြင့်ခဲ့တဲ့ယုဒ္ဓယဝန်းရံစစ်ပဲဖြစ်ပါတယ်။ယုဒ္ဓယမြို့တော်ဟာပထဝီနေထားရအလွန်ခန့်စစ်ကောင်းပါတယ်။မြို့ကိုမြေသုံးစင်းကနေဝေးရန်ထားပြီးတော့ကျွန်းဆွယ်ကြီးတစ်ခုလိုဖြစ်နေပါတယ်။ဒါအပြင်မိုးရသည့်ရောက်ပြီဆိုရင်ပတ်ဝန်းကျင်မြေနိမ့်ပိုင်းတစ်ခုလုံးရေလွှမ်းမိုးသွားတတ်တာကြောင့်ရန်သူတွေဟာယောဂဗျာနဲ့ရိတ်ခါပြတ်ပြီးတော့အလိုလိုဆွဲခွာသွားရလေရှိပါတယ်။ဒါပေမဲ့ဘင်းအောင်ဟာတာမန်ရန်သူတော့မဟုတ်ပါဘူး။မိုးရသည့်ရေလွှမ်းမိုးမှုကိုကျော်လွှားနိုင်ဖို့သူဟာကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ရေမမီနိုင်တဲ့ကုန်းမြင့်တွေမှာတက်ဆွဲစေပြီးတော့ရိတ်ခါတွေကိုလှေတွေနဲ့အဆက်မပြတ်ပို့ဆောင်စေခဲ့ပါတယ်။အရေးကြီးဆုံးနီးပြူဟာကတော့ရေအိုးထက်ကိုမြင့်နဲ့မြေဖို့ကုန်းကြီးများကိုတိစောက်စေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီကုန်းမြင့်ပေါ်ကနေပေါ်တူဂီအမြောက်တပ်တွေကိုနေရာယူစေခဲ့ပါတယ်။ပေါ်တူဂီရဲ့အမြောက်တံကိုယုဒ္ဓယမျိုးရိုးတွေမခံနိုင်ပါဘူး။အပေါ်စီးကနေပြစ်ခတ်မှုတွေကြောင့်မျိုးရင်းကခံစစ်သမားတွေဟာတေကျေတန်ရမှုတွေများပြားလာပြီးတော့စိတ်ဓာတ်တွေကျဆင်းလာပါတယ်။နောက်ဆုံးမှာတော့လာပေါင်းများစွာဝန်းရံပြီးတော့1569ခုနှစ်ဩဂုတ်လမှာရှေးတောင်အာရှရဲ့ခိုင်မာဆုံးခံတပ်မြို့တော်ကြီးဖြစ်တဲ့ယုဒ္ဓယဟာဘင်းအောင်နဲ့သူ့ရဲ့ပေါ်တူဂီအမြောက်တပ်တွေရှိမှဒူးထောက်ခဲ့ရပါတယ်။